ကဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့မင်းညရှီမန်ကစားခဲ့ကြတဲ့ဒါ Premier League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Manchester United နဲ့ Wolverhampton တို့ရဲ့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါပွဲပြီးသုံးသပ်ချက်အနေနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ပွဲကြိုသုံးသက်ချက်ကတော့အကြောင်းမျိုးကြောင့်ပဲကျွန်တော်တို့မလုပ်လိုက်ဘူးပေါ့နော်အဲ့တော့ဒါပွဲပြီးသုံးသက်ချက်လေးပဲကျွန်တော်တို့အတူတူလုပ်လိုက်ရအောင်အဲ့တော့ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့Ruben Amorim ပြောခဲ့တဲ့ရှိရဒီ Lion နဲ့ quarter final ဒါဒုတိယအကျော်ပွဲစဉ်တော့ဒါပွဲစဉ်ပြီးတော့ဒါသူပြောခဲ့တဲ့အတိုင်းပဲ Ruben Amorim အနေနဲ့ဒါ Europa League ပွဲစဉ်တွေကိုပဲတေချာအာရုံစိုက်ပြီးတော့စူးစမ်းသွားမယ်ကျွန်တော်အဓိကရည်ရွယ်ချက်က Champions League ဝင်ရရှိဖို့အတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ Ruben Amorim အနေနဲ့ဒီ Europa League ပွဲစဉ်တွေမှာတေချာလေးအာရုံစိုက်ဖို့ရှိတဲ့အတွက်ကြောင့်မလို့ဒီကြံနေတဲ့ဒါ Premier League လက်ကျန်ပွဲစဉ်တွေအကုန်လုံးကိုဒါလူငယ်မျက်နှာသစ်ကစားသမားတွေကိုပဲတေချာလေးနေရာပေးပြီးတော့သူအနေနဲ့ရှင်းမှန်ကစားသွားမယ်ဆိုပြီးတော့လေပြောထားရဲဆိုတော့သူပြောခဲ့တဲ့အတိုင်းပဲလေဒီပွဲစဉ်မှာကျွန်တော်တို့လူငယ်မျက်နှာသစ်ကစားသမားတွေကိုနေရာပေးလာခဲ့တယ်နောက်တစ်ပိုင်းမှာဆိုရင်လည်းကျွန်တော်ဒီ Ferdison ပေါ့နော် Ferdison ဆိုတဲ့ဒါလူငယ်ကစားသမားကိုဒါပွဲထွက်လာခဲ့တယ်ဆိုဒီကစားသမားအနေနဲ့ဆိုရင်ဒီပွဲစဉ်မှာကြည့်မယ်ဆိုရင်တော်တော်လေးခြေစွမ်းပိုင်းမှာတည်ငြိမ်တဲ့ပိုင်းမှာတော့ပါတယ်ဗျာအဲ့တော့ကျွန်တော်တို့ဒါအများကြီးတော့မျှော်လင့်လို့ရတယ်နောက်တစ်ပိုင်းမှာဆိုရင်တော့ကျွန်တော်ဒီဓာတ်လောက်တော့ဘာလို့ဆိုရင်လည်းအနာပေးထားတယ်ကျွန်တော်တို့မာဇာဝါရီပါတယ်လင်ဒီလောပါတယ်ပက်ထဒိုကူတော့ကျွန်တော်တို့ညာဝင်းမှာထုတ်ပြီးတော့ကစားခဲ့ရဆိုတော့မာဇာဝါရီနဲ့ဒိုကူနဲ့အတွဲဘက်ကိုကြည့်မယ်ဆိုရင်နှစ်ယောက်လုံးကတော့မြန်တဲ့ထဲမှာတော့ပါတယ်အဲ့တော့ဒီပွဲစဉ်ကတော့ကျွန်တော်တို့ဒီနိုင်တဲ့နဲ့ထဲမှာတော့မနိုင်ခဲ့တဲ့ပွဲစဉ်တစ်ခုလို့တော့ပြောလို့ရတယ်လူစင်းပိုင်းမှာကြည့်မယ်ဆိုရင်ကွင်းလက်ပိုင်းမှာဆိုရင်လည်းဦးကာတေတို့အဲရစ်ဆင်တို့ပါတယ်ဟိုဘက်မှာဆိုရင်လည်းဟယ်ရီအမတ်ကတော်တော်လေးကျွန်တော်ကြိုက်တဲ့ထဲမှာပါတယ်ဗျာဘာလို့ဆိုတော့ဟယ်ရီအမတ်ဆိုရင်လည်းကျွန်တော်အများကြီးဒီတက်ပို့ပြီးတော့ကောင်းလာပွဲရှိတယ်နောက်ပြီးတော့ဒီပွဲစဉ်မှာပြောချင်တာဂါနာချိုနဲ့ကိုဝင်မိုင်နူဆိုရင်လည်းကျွန်တော်တို့ဒဏ်ရာပြဿနာကနေပြီးတော့ပြန်ပြီးတော့တက်တာလာခဲ့တဲ့အခြေအနေကနေစပြီးတော့အခုလက်ရှိအခြေအနေတွင်းမှာဆိုရင်တော့ခြေစွမ်းပိုင်းကနည်းနည်းလေးပြန်ပြီးတော့တည်ငြိမ်လာတယ်လို့တော့ပြောလို့ရတယ်နောက်တစ်ခုရှိတာကဂါနာချိုအနေနဲ့ဆိုရင်လည်းဒီပွဲစဉ်မှာဘောလုံးကွင်းလယ်တီပြန်ပြီးတော့ဆင်းယူတဲ့အနေအထားတွေကတကယ်ကိုအားရစရာကောင်းတဲ့အနေအထားတွေဆိုတော့ကျွန်တော်ဂါနာချိုလည်းအများကြီးမျှော်လင့်လို့ရတယ်ပေါ့နော်နေရိုနံပါတ်10နေရာမှာကြည့်မယ်ဆိုရင်ဇက်စီကအသင်းနဲ့တော်တော်လေးအံဝင်ကြဖြစ်သွားပြီပြမက်ရှော့ဝိုင်လန်ကတော့အခုလက်ရှိအချိန်ထိတော်တော်လေးအဆုံးသက်တွေညံ့နှုံးပဲအဲ့တော့ကြောင့်မလဲ Ruben Amorim အနေနဲ့ဆိုရင်လည်းဒီလိုမျိုးပွဲတွေတင်မလား Wolverhampton တို့ဘုံမောက်တို့အဲ့လိုမျိုးပွဲစဉ်တွေမှာဆိုရင်လည်း Master Wildland ကိုပဲပွဲထွက်ခွင့်ပေးထားပြီးတော့သူ့အတွက်အများကြီးစူးစမ်းခွင့်တွေပေးထားတဲ့အချိန်တွေတောင်မှပဲ Master Wildland အနေနဲ့တွင်းကိုမရဘူးဆိုရင်တော့တော်တော်လေးတိုင်ပတ်သွားဖို့ရှိတယ်အဲ့တော့အခုလက်ရှိအခြေအနေကြည့်ရမယ်ဆိုရင်တော့ Wildland ကတော်တော်လေးတော့အခြေအနေစိုးနေတဲ့ထဲမှာပါတယ်အဲ့တော့ကြောင့်မလို့တခုစိုးရင်စရာရှိတာကဒီရာသီကုန်တာနဲ့ဝိုင်လန်ကိုကျွန်တော်တို့အငားနဲ့ဘေးတင်းကိုချမလားဒါမှမဟုတ်ဒီအသင်းမှာပဲဆက်ပြီးတော့ထိန်းထားမလားဆိုတော့မပြောတတ်သေးဘူးပဲဘာလို့ဆိုတော့ဇက်စီကအသင်းနဲ့အဝင်ကြဖြစ်သွားပြီဆိုတော့ဝိုင်လန်ကိုတေချာပေါက်အငားနဲ့ချရင်မချရင်ဒါရောင်းမှတိုက်စစ်အသစ်တယောက်ကထပ်ပြီးတော့ခေါ်လို့ရမယ့်အခြေအနေရှိရဆိုတော့ဝိုင်လန်ကိုကကျွန်တော်တို့အသင်းမှာဆက်ထားမယ်မထားဘူးဆိုတော့ကျင်းတွေတော့မပြောနိုင်ဘူးเนาะအဲ့တော့ကျွန်တော်တို့ဒီပထမပိုင်းတစ်ပိုင်းလုံးမှာ United ကအသာစီးရပြီးတော့ဒီပွဲစဉ်မှာကစားနိုင်ခဲ့တယ်ဆိုပေမဲ့လည်းရှွန့်တာကအနေထားမှာကြည့်မယ်ဆိုရင်လည်းတော်တော်လေးတိတာရဗျာတော်တော်ရှုမှာဆိုရင်၄ချိန်ပဲရှိဗျာရှွန့်တာကထိရဆို2ချိန်ပဲရှိ2ချိန်မှ1ချိန်ဂိုးတယ်ဆိုတော့အိုနာနာရဲ့ကျွန်တော်တို့ပေါ့ရုံမှုကတော့အားလုံးလည်းမြင်ကြတဲ့အတိုင်းပဲပေါ့နော်အိုနာနာအနေနဲ့ဆိုရင်ဒီ free kick ကလုံးဝမဖြစ်တဲ့အနေထားကြီးမှာသူ့အနေနဲ့နည်းနည်းလေးဟန်ချက်လွဲသွားတယ်လို့လည်းပြောလို့ရတယ်ဒါမပေးတဲ့ဂိုးကြီးကိုကန်တာလည်းကန်ချက်ကတော်တော်လေးကောင်းပါရဲ့ဒါပေမဲ့အိုနာနာအနေနဲ့ကျွန်တော်ဖမ်းမယ်ဆိုရင်တော့ဖမ်းလို့မိတဲ့အခြေအနေကြီးမှာဂိုးခွင့်ပြုလိုက်ရတာတော့တကယ်ကိုနှမျောကြိုက်ပေါ့နော်ကျွန်တော် United ပရိသတ်တွေနဲ့ဆိုရင်လည်းဘာသူမှဒါမတက်နိုင်တဲ့အခြေအနေတစ်ခုပေါ့ဗျာဘာလို့ဆိုတော့ကျွန်တော်တို့ဒါ United ပရိသတ်တွေဆိုရင်လည်းဒီ United နဲ့ပတ်သက်ပြီးတော့ဘာမှ Premier League မှာဆိုရင်ဘာမှအဲ့လောက်ကြီးထွေထူးထူးမျှော်လင့်စရာလည်းမရှိတော့တဲ့အနေအထားတစ်ခုမှာဆိုရင်တော့တန်းလည်းမစင်းဘူးချန်ပီယံလိဝင်ရရှိဖို့ဆိုရင်လည်းအဲ့လောက်ကြီးမလွယ်ကူတဲ့အခြေအနေမှာတော့အခုလိုမျိုးဒါရှုံးနိုင်တာကတော့အဲ့လောက်ကြီးတော့ခေါင်းထဲတော့မရှိတော့ပါဘူးဒါပေမဲ့ Europa League တခုတော့ကျွန်တော်တို့ဒါမျှော်လင့်ရမှာပေါ့နော် Ruben Amorim ပြောသလိုပဲကျွန်တော်တို့အဓိကပြမှတ်က Europa League ဖလားရဖို့ Europa League မှာကျွန်တော်တို့ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့ချန်ပီယံလိကိုလည်းတိုင်းဝင်ရမှာဆိုတော့တော်တော်လေးအဆင်ပြေနေတဲ့အနေထားဆိုတော့ကျွန်တော်Europa League မှာဘယ်လိုမျိုးအခြေအနေအထိဒါ Ruben Amorim United အနေနဲ့ဆက်ပြီးတော့ရှိသွားမလဲဆိုတော့တကယ်ကိုစိတ်ဝင်စားနေကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့နောက်လာမဲ့ကျွန်တော်ဘုံမောင်းနဲ့ပွဲစဉ်မှာဆိုရင်လည်း Ruben Amorim ပြောသလိုပဲသူ့အနေနဲ့ဒီလူငယ်ကစားသမားတွေကိုပဲပို့ထွက်ခွင့်ပေးသွားမယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ United ပရိသတ်တွေအနေနဲ့ဆိုရင်ရောကျွန်တော်တို့မင်းညရှင်းမှန်ကစားခဲ့ကြတဲ့ Manchester United နဲ့ဒီ Wolverhampton တို့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်မှာဆိုရင်ရောတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်လဲဒီလူငယ်ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲကွန်မန့်မှာတစ်ချက်လောက်ဆွေးနွေးပေးသွားကြပါအောင်MM Media ကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်အားကစားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေကြတဲ့ MM Media ရဲ့ Facebook YouTube TikTok တို့ကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးပွဲတိုင်းလိုက်ကြည့်ရှုရှင်တဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းခမဲ့တိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြအောင်သတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံးဖြတ်ကြရမယ်ကျွန်တော်တို့အစဉ်တင်ဆက်သူဖဖလေးဖြစ်ပါတယ်